မတာမဘာကတော့လဲနင်အဲ့ဒါကြောင့်မို့လို့ညာနင်းစီရုပ်ရှင်မင်းသမီးစိုးမြတ်သူစားချက်နင်အလောက်ပြောက်လာတာမမရေနောက်မဖြစ်เสียပါဘူးနောက်မဖြစ်เสียပါဘူးနောက်မဖြစ်เสียပါဘူးမမရေနေတက်ပါတက်ပါနောက်ကြနေနောက်မဖြစ်เสียပါဘူးအလိုတာမှန်းကိုမသိဘူးမမဒီတိုင်းပဲတက်လိုက်ပါမမရေဘလို့ပဲတက်မမရေနိုင်တာဟဲ့မလီဒုကောင်းရောင်ကတော့ဒုက္ခပဲဒီစေးသားပြပြမယ်လေတောင်းမှမနေနဲ့ဖြစ်ပြီးသွားပြီဘလို့တွေနောက်မဖြစ်ဘူးအခုဖြစ်သွားပြီလေနင်ဘယ်လိုလုပ်မလဲတော်ရပါတော့ဆက်ဘာလာနေဝလာဒေါသဖြစ်တယ်နော်ငါအသားနာငါတကယ်နာတယ်နော်စိတ်တွေအများတုံနေပြီတိလားငါညမလေးရှိနေလို့ကြာနင်လည်းတရားရင်ကောက်တိုက်ပြီးတယ်နေတက်ကိုကြက်ကြက်အလိုလိုက်နော်ဟုတ်ပြောလိုက်ချင်ဘူးအဲ့ဒီပိုက်အရာအဲ့ဒီပိုက်အရာအဲ့ဒီမပြောတဲ့ချင်းဆိုတော့ပြောမနေနဲ့တော့လေစူမနေနဲ့တော့နားကြီးနေပြီဟုတ်တော့အဲ့ဒါစူနေတာမဟုတ်ဘူးဟဲ့ငါတို့အခုသားမဲ့ကုမ္ပဏီနားနဲ့ငါအလူကျက်နေတာအမလေးထထနေဘယ်လိုမောင်းနေတာလဲအဲ့ဆလုံးကောင်းတော့ဖြည်းဖြည်းမောင်းဟာဟုတ်ကဲ့မမနောက်မဖြစ်တကယ်ပဲနောက်မဖြစ်เสียပါဘူးတွေ့တယ်နော်မပြောလိုက်ချင်ဘူး GF ပိုက်အရာ GF ပိုက်အရာ GF ပိုက်အရာကျတော့ SG ပိုက်အရာဆို SG ပိုက်အရာလေမမရွတ်နေတာဟုတ်တယ်ဘယ်လိုပြော GS ပိုက်ထက်နေကြောင်ငါမေ့သွားပြီတွေ့လားဟုတ်ကဲ့မမရေနောက်မဖြစ်เสียပါဘူးဖြည်းဖြည်းမောင်းဖြည်းဖြည်းလေ EF ပိုက်အရာ ဘူး SG ပိုက်အရာ SG တွေ့လားထက်တွေ့လားဆလုံးကောင်းနေကြရင်ငါသတိပေးစမ်း GF ပိုက်အရာလုံးရောက်ပြီမမဖြည်းဖြည်းတက်ပြီဟုတ်ပြီโอเค SG ပိုက်အရာHG ပိုက်အရာ 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 HG မမကြီးအဲ့ဒီ SG ဘန် A ရဆိုတာအဲ့ဒါဘာလဲအဲ့တော့တမီးသိချင်တာမမကြီးအဲ့ဒီ SG ဘန် A ကိုဘာတော့လုပ်မှာလဲတမီးကဘာလုပ်လိုက်ရလဲအဲ့ကုံကိုသွားမယ်အကြောင်းအရင်းဟာဟေမာမန်ဝင်းအင်ချမ်းမြေကွန်ဒို project အကြီးအတွက်အဲ့ကုံမှာမရစာချုပ်ချုပ်အောင်အဲ့ကြောင့်တော့ project ကိစ္စရှင်းတယ်နော်ရှင်းအတူတူလေးပဲညီမလေးမသိဘူးတော့ကွယ်မမကြီးဟိုဟာလေအခုဘယ်ကိုမောင်းမှာလဲဟဲ့ဘာမောင်းမှာလဲခုနကမမကြီးပြောနေတယ်အချီပဲကမောင်းလေညတော်နားဝင်လာလေငါကြားတဲ့နားနေနီးရဘာမှမသိမမလေးမပြေတော့လေသူကဒီမှာပြောနေအမကတမျိုးသူကတမျိုးလေနားလို့ညီးတာဒါနဲ့လေအခုကအဲ့ဒီ SG ပဲအဲ့ရကုမ္ပဏီကဘယ်နှမှာရှိရလဲဘယ်မောမှာလဲလို့ဒီမှာညီမလေးထက်ရှင်းမောင်းစရာရှိတာကိုညီမလေးဒီမှာတဲလေးမောင်းလေနော်ညီမလေးနော်ကိုယ်စရာရှိရင်လေမိုင်းပြောမယ်ကိုယ်လိုက်လို့နော်ရက်ဆိုမိုင်းရက်လို့ပြောမယ်နော်ညီမလေးပါဇက်လေးကိုနည်းနည်းလေးပိတ်ပြီးတော့မောင်းလိုက်ပါညီမလေးနော်ဟုတ်ကဲ့ပါနော်အရှိမဆလို့ကိုဟုတ်ကဲ့ပါမနောက်မဖြစ်စေရအောင်အေးဟုတ်ပြီအဲ့မစီတိုင်းအမလားဝင်ကွိဟဲ့ဗျအမောက်တာလေမမကြီးပဲစီစဉ်ကိုဝင်ဆိုလောကစီဖိမယ်လို့ပြောလို့လားအဲ့ဘဲနာလမ်းသွားမယ်လို့ပြောတာလေမသိဘူးလို့မမကြီးစီစဉ်တွေ့ကိုဝင်ဆိုဟိုထက်ကစီထဲမယ်ထင်လို့ပေါ့မစီးထဲမလားမထက်တော့မောင်လေးသူကမထက်နဲ့တဲ့နော်ကျေးဇူးပဲနော်ဟုတ်ပြန်ထုတ်ဟုတ်ကဲ့ဒီဘေးနားကိုပြောရမယ်ဟုတ်တယ်အဲ့ဘေးနားကိုသွားမှာပြန်ဆုတ်ကားကို
မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ညာဟုတ်ကဲ့ ရုပ်ရှင်တွေကမောင်လေးမလား ဟုတ်ပါဘူးဟုတ်ပါဘူး နေမလေးနဲ့ငါတို့မြူဘူးပါလေမိမရုပ်ရှင်ရိုက်တော့လားဒီမနဲ့ဟိုညတော့ဝင်လုံးလားလက်ခဘလောက်ရ ဟုတ်ပါဘူးကျွန်တော်ရုပ်ရှင်လည်းမရပါဘူးဒီမှာကျွန်တော်လုံယုံရေးလုပ်နေကြားလာပါပြီဟုတ်ဟုတ် ရုပ်ရှင်ကကောင်းလို့တူတယ်ဟာမမဘယ်နာတူတယ်လို့လေဟောင်းဟောင်း ညာကျွန်တော်နောက်အမေမွေးတဲ့ဒီတိုင်းပဲဒီမှာ ဟောမောင်လေးနဲ့ဘယ်လိုလဲ ကျွန်တော်နာမအောင်ရင်လင်းပါဘာဖြစ်လို့လဲ လူသူမစားနံပါတ်2စားဖို့မှာတယ် ဟုတ်ကဲ့အဲ့ဒါလေးကျွန်တော်ဗာပြကူညီရမယ်မသိဘူး မောင်လေးတို့ရှာအုံးဝဲလုံးအုံးဝဲလုံး အုံးမွေးလုံးတော့မရှိဘူးမကျွန်တော်နေ့လေခင်းကြရင်တော့ရေခဲကြောင်းနေလာရောက်နေဒီနားမှာ နေရရမ်းပူတယ်ဘာလို့တစ်ချောင်းလောက်ပဲကျွေး အေးပါတော့ ကျွန်တော်ရှုပ်ပြီးတော့ဟိုမဟိုက ရောင်းသွားလို့မောင်လေးဟုတ်ကအုံးဝဲလုံးကလေ ဟုတ်ကဲ့ အဲ့အုံးဝဲလုံးကကြီးကကွန်ကရက်တွေကိုလေမိုင်းတို့လာမှလားပေါလုံးမေတော့ကစကားတွေမပြောကွန်ကရက်တယ်ကွန်ကရက် ရတယ်မဟုတ်ကဲ့ဟုတ်ကဲ့ ဖုန်းစနာရဲ့ဟာဟုတ်တယ်ကိုရင်းမှာမို့တော့ရှင်းပြပေးပါမယ်အမအထက်ကြောက်ပေးပါဟုတ်ကဲ့ဟုတ်တာလေးပြပြပေးပါ ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ တင်မောတင်တဲ့ဟာကြောက်တင်မောနဲ့လာပြီးတော့ဒီကနေပြီးတော့ဟော်ပါနဲ့ပြန်ပြီးတော့တင်ပြီးတော့ဒီဘက်ကြောက်ပုံလေးကိုရွှေ့တာပေါ့ဟုတ်ဒီဘက်ကတော့ဟိုကြောက်တွေတဲတွေဟိုတူလာတူလောင်လာတဲ့နေရာပြီးတော့ဒီကြောက်တဲကိုတို့ဒီဟော်ပါနဲ့တင်တင်ပြီးလို့ရှိရင်တို့ဒီမစ်စာတွေကိုထည့်တာမစ်စာတွေကိုထည့်ပါအဲ့မစ်စာတွေကမှကုံလေး AC ကားတဲ့ဟိုမှာအခုဖြောနေတာပြောလို့ရှိရင်အဲ့ဒီမတို့လောင်းကျင်တဲ့အစာဦးနေရအောင် location နေရအောင်အဲ့ AC ကားလေးနဲ့ပို့ပေးရပါဟုတ်ညီကနေဒါလိုက်လဲတာလေးဟုတ်တယ်ဒီဟော်ပါနေပြီးတော့တင်သွားမတို့အခုဘယ်လိုအစာဦးမျိုးကိုစောက်မှလည်းမသိဘူးရှင်မရကွန်တို့စောက်မှာပေါ့နော်ဟုတ်ကွန်တို့စောက်ဆိုလို့ရှိရင်တော့တမျိုးအောက်က foundation ကနေပြီးတော့စပြီးသုံးပေးရမှာပေါ့နော် foundation မှာဆိုလို့ရှိရင်တော့တမျိုး grade အဆင့်သတ်မှတ်ချက်တွေရှိတယ်အဓိကကတော့ဒီအစာဦးတစ်ခုမှာဆိုလို့ရှိရင် foundation ကအဓိကအပိုင်းဖြစ်နေတာပေါ့ဖြစ်နေတာဖြစ်တဲ့အတွက် grade မျက်နှာလေးသုံးပေးရမယ်ဥပမာဆိုရင် grade 30ကနေပြီးတော့45ထိသုံးလို့ရတယ်ဒါကတော့ customer စိတ်ကြိုက်ပေါ့နော် customer ရွေးချယ်တဲ့ grade ပေါ်မူတည်ပြီးတော့တမျိုးဒီဘက်ကနေဖြောဆက်ပေးရပေါ့ဟုတ်ငါလေဟုတ်ဒီကွန်ကရစ်တွေကလေဓာကိရှိမှသုံးလို့ရလား ဓာတ်ရှိအော်ဓာတ်ရှိကိုပြောတာတင်တယ် ဟုတ်တယ်ပြောရဲသုံးလို့ရပါဘောမာကြီးဓာတ်ရှိမှာဆိုလို့ရှိရင်မာတို့လူနေမှာလားပေါ့နော်ဒါမှမဟုတ်ပစ္စည်းတွေတင်မှာလားပေါ့အဲ့ဒါမျိုးစားရှိသေးရဲ့ လူနေမှာပေါ့သူ လူနေမှာဆိုလို့ရှိရင်တော့ grade 25သုံးလို့ရပါတယ်ရှင် grade 25နဲ့နေရပါတယ်ရှင်ဟုတ်ဓာတ်ရှိတက်ကတော့လေဟုတ်နောက်ဗာလေးများဟိုဟာဖြစ်သိကျင်တာရှိသေးလဲမသိတာလေးရှိမေးမယ်ဟုတ်ဒီမလေးတို့ဘက်ကဗာလေးဟုတ်ကဲ့ရှိတယ်ဗာလေးတွေလုပ်ပေးတယ်ဆိုတော့မိုင်းကိုပြပြပေး တေချာလေးရှင်းပြပေးပါမယ်အခုဒီပိုင်းလေးတပီးပြပြပေးရပါတော့ဒါဆိုလို့ရှိရင်တို့ raw material တွေပေါ့နော် raw material ဆိုသဲတို့ကြောက်တို့ပေါ့နော် aggregate ပေါ့နော်ကြောက်နောက်စီမံပေါ့နော်အဲ့ဒါတွေရှိပါတယ်ဒါတော့ raw material ပေါ့ဒီ concrete မှာပါတဲ့ဟာတွေပေါ့နော်တို့ပြီးတော့ဆိုလို့ရှိရင် quality control ဘိုင်းနဲ့ပတ်သက်ပြီးတော့မိုယူတဲ့လက်ခံလေးကိုတစ်ချက်လိုက်ပြပေးပါမယ်ရှင်နော်အဲ့ဒီမှာမတို့ရဲ့ဟို data ကက်လေးရှိမယ်သုံးတဲ့ data ကက်လေးအဲ့အကြောင်းလေးရှင်းပြပေးမယ်နော်ဟုတ်ပါပါဟုတ်အဲ့ဒါဆိုဟိုဘက်ကိုကြောက်ပါရှင်ဟုတ်ဟောညီမဟုတ်မနောက်ထပ်တစ်ခုသိချင်တာကမမကြီးဒီကွန်တိုဆောက်မှာတော့ဟုတ်ຢာတွေကလေအမတို့လမ်းတွေပိုင်းခင်းရောအသုံးပြုလို့ရအသုံးပြုလို့ရတယ်အမညီမတို့ကဒီလမ်းတရားတွေအတွက်လည်း ready made ကုန်လေးကို supply လုပ်ပေးပါတယ်အမတကယ်လို့လမ်းဆိုလို့ရှိရင်ပေါ့နော်အမတို့လူသားလမ်းလားပေါ့နော်ဒါမှမဟုတ်ကားသေးတက်မှာလားကားစီးတက်မှာလားဆက်ရမ်းရတွေတက်မှာလားပေါ့နော်အဲ့ဒါလည်းကွာသွားတယ်အဲ့လိုကွာသွားတဲ့ပုံမှာတမန် grade လေးကွာသွားပါတယ်ရှင်ဟုတ်တကယ်လို့လူပဲဆိုလို့ရှိရင်တော့လူသားလမ်းပဲလှုပ်ချင်တာခင်းချင်တာဆိုလို့ရှိရင်တော့ grade 25သုံးလို့ရပါတယ်ဒီ10သိန်းမှာမူတည်ပြီးတော့ grade light ကိုတစ်စင်းမြင့်သွားလို့ရပါတယ်ရှင်ဟုတ်ဟောလေ
ညီမလေးပြောနေတော့ဂရိတ်ဆိုတာဘာကိုပြောရလဲ grade ဆိုတာကကျွန်တော်တို့ဒီရာရဲ့ပေါ့နော်ကုံလေးရဲ့အဆင့်ကိုသတ်မှတ်ထားတာပါရှင်ဟုတ်ဟောတကယ်လို့ grade 25မှာမာရီတော့28 day နဲ့လောင်းမယ်ဆိုလို့ရှိရင်28 day မှာသတ်မှတ်ထားတဲ့ strength ရရှိပါမယ်ဟုတ်3 day နဲ့လောင်းလို့ရှိရင်3 day မှာသတ်မှတ်ထားတဲ့ strength ကိုရရှိမှာဖြစ်ပါတယ်မာဟုတ်ဒီဂရိတ်တော့ဟုတ်မာရီဘိုးလုံးလေးစိန်တာဟုတ်ဟာလားလူစိန်လို့ရောက်တော့ငုံဝင်ဆုံးကျွန်းတော့ မာကြီးကလေမာကြီးကအရင်ကတည်းကအသားကြီးကမာတောက်တာအဲ့ထဲကိုစိန်အဲ့လိုကွန်ကရစ်တုံးလို့မာသွားမှာပေါ့ ဟုတ်မာရီဒါကတော့မိုးလုံးသီးသက်စိန်တဲ့ကံပါရှင်လူစိန်လို့မရပါဘူး မာကြီးတော့စိန်နေတယ်ဆိုလဲအဲ့ကွန်ကရစ်တုံးနေနဲ့အိမ်မှာကန်ကြီးလုပ်ပြီးမပိုင်မှာဝင်စိန်လိုက်အေးအောင်လုပ်ပဲနော်အဲ့ဆိုအေးသွားမယ်အတုံးလေးကိုစာလေးရေးထားပါလို့တာလေ ဒါကမာရီဒီမှာညီမလေးရှင်းပြထားတယ်ပေါ့နော်ညီမတို့ဒီညပုံလေးရဲ့ quality ကိုမူထားတဲ့မိုးလုံးလေးကဟုတ်ဒီမိုးလုံးလေးဆိုလို့ရှိရင်တော့ဒီ conversion machine set ထဲမှာဆိုလို့ရှိရင်ထည့်ပြီးတော့ခွဲတာပေါ့နော်အဲခွဲတော့ဒီရဲ့ set တတ်မှတ်ချက်ကိုပြေးလားဆိုတော့လုပ်ပြီးရစပါရှင်ဟုတ်ဒီမှာဆိုရက်သားလေးဒီချာဟုတ်တဲ့ရက်သားလေးပေါ့ grade 30ပါWP ပေါ့ waterproof ထည့်သုံးတာဒါဆို grade 25ပါတော့လည်းလောက်ထားဂရိတ်ရဂရိတ်ရ refund လေးထားပေါ့ဒါဆိုဘယ် site တော့ဘယ် grade ပေါ့အဲ့ဆိုရင်မမကြီးအကုန်လုံးစိတ်ကျဉ်တာမှာပေါ့ကျဉ်တာပါပေါ့ကြိုက်သွားပြီအဲ့ဆိုတော့ပုံလေးနဲ့စားထုတ်ဆက်လိုက်ရအောင်ဟုတ်ပါနော် FG ပန်းရပုံလေးရဲ့အေးအတွက်အကြိုက်ဆုံးကဲစားလိုက်ပါကြလားတို့ဆိုင်တဲ့မှာဆိုရင်ဒီကားကြီးတစ်စီးနဲ့တစ်စီးနဲ့ဒါလာပြတာကြက်ချောင်သွားတဲ့ခါကျရင်ဘယ်လိုဖြစ်လဲ။အဲ့တော့တိတ်ကြတယ်ဒီတော့ဒီမှာဒီကားအစီအစဉ်တွေတော့ဒီတော့ဘာစီစဉ်ကြရလဲ။အဲဒီအားနဲ့ဒီလာတော့ဘာသာပြီးဒီကတော့ဒီကပါချင်းအဲ့တော့တိတ်ပူပါနေဟုတ်ကဲ FG ကုမ္ပဏီ limited ကိုတော့သဘောကျသွားပြီစာချုပ်ချုပ်ဖို့ပဲလိုတော့တယ်ဟုတ်တယ်အဲ့ဆိုရင် SC ဘိုင်းကြီးကဘာလို့တက်ကြရအောင်ဟုတ်ပါရဲ့အဲ့ဒါလည်းကိုလည်းရုံးနေကြပါဟုတ်ကဲ့မောက်ကြောက်ပါရှင်ဟာကြောက်ပါရှင်ထထဒီမှာဘာထိုင်ရောက်နေရလဲနေကားထဲမှာသွားနေလေတော့ဟဲ့တို့ကမမပြောအောင်လူရအောင်သွားလေအမေလူမားနေပြီထင်တယ်နော်ဒါကျွန်တော်တို့ SC ဘန်းရဲ့ကုမ္ပဏီကုမ္ပဏီရဲ့ managing director တော့ညာနေစီပါရှင်ဟုတ်ကဲ့ကျမ SC ဘန်းရဲ့ managing director ညာနေစီပါလူတူရှာနာမည်တူရှာပါလားဒီကကိုယ်ကလေးလိုပဲခရီးတူပါလားဖြစ်မှာပေါ့ညီမလေးတွေ့တွေ့လေးလေမောင်သိချင်တာလေးရှင်မရှင်းရပြီပါမယ်ဒီမှာထိုင်ပြီးတော့ကြောက်ပါရှင်ထိုင်ပါရှင်ဒါလေးဒီအဖားတွေကိုတေချာရှင်းပြပေးပြီးအောက်မှာတေချာလေးရှင်းပြပေးပြီးပါမယ်ဟုတ်ကဲ့ညာနေစီတို့ရဲ့ဒီ SC ဘန်းရဲ့ကုမ္ပဏီနဲ့ဆက်သွယ်ပြီးတော့လှုပ်ပေးတဲ့အတွက်ဒီကကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းလိုအပ်တာရှိရင်ပြောပါတခုခုလိုအပ်တာရှိရင်ဒီညမလေးကိုပြောပါနော်ဒီမလေးကလည်းအားလုံးစင်ကြအောင်လုပ်ပေးလိုက်နော်ဟုတ်ကဲ့ပါဟုတ်အစင်နေလုပ်ပေးပါရှင်အခုလိုကျမတို့နဲ့လက်တွဲရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်မပြရတော့မှတော့ပါလေဟုတ်ကဲ့အဲ့ဆိုမိုက်ကျမတို့ညားတဲ့ဒီအောင်မှာစဉ်းစားပြီးတော့တာလို့ဒီကအချက်လက်တိုင်းကိုသုံးဖက်လို့ပြောတာပါသုံးဖက်ပါအချက်လက်တိုင်းကိုသုံးဖက်ကအစီအစဉ်ကိုပြပါမယ်ဟုတ်ဆက်စားဆိုင်ပြီးမလို့နော်ဒီနေ့မှာပါတဲ့အချက်လက်လေးတွေကိုဆက်လုပ်ပြီးတာဒါလည်းလိုအပ်တယ်ဆိုရင်ဆက်တယ်နော်ဟုတ်ကဲ့FG ပန်းရ FG ပန်းရ FG ပန်းရမလေးဟုတ်ကဲ့ရအဲ့တိုင်းပဲအေးဆိုတော့ငါငါ FG ပန်းရလို့ရဒီတကားဖွင့်ပြီးဝင်လာတယ်တန်းကြီးပြောတော့စိတ်တော့ကိုကိုစားပြူတာSC ဆိုတဲ့အထဲပဲစိတ်တော့ကိုကိုစားပြူထားတာဟုတ်အနောက်ကပန်းရအဲ့လိုမန္တလေးမှာလည်းရှိတယ် FG
ဒီလိုနည်းနည်းလေးလမ်းလျှောက်လာနည်းနည်းလေး လမ်းလျှောက်လာလိုက်နော်ဟောညီမဟုတ်ပါလား တမ်းမဖြေတယ်လက်ကိရှိတယ်လက်ကိရှိလေလက်ကိရှိအော်အဲ့လိုမေးတဲ့ခါမှာတမရပြောမှာ ကြတော့မောင်းလို့ရ အဲ့ဘက်လေးကသားရတယ်တော့ဒါမှဆိုမီးလေးလည်းရမ်းလာဘာဖြစ်လဲရ လာโอเคလာတော့လိုက်နေပြီလာ